အားလုံးပဲမင်္ဂလာပါ web developer တယောက်ဖြစ်လာဖို့စူးစမ်းနေတာပဲဖြစ်ဖြစ်ကိုယ်ပိုင် website ဒါမှမဟုတ် web app တစ်ခုစောက်ထားတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ application တွေကို hacker တွေအလွဲတကူဝင်မွေသွားတာမျိုးမလိုချင်ဘူးမလားဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာတဝန်းက web security ပညာရှင်တွေသတ်မှတ်ထားတဲ့ web app တွေမှာအဖြစ်အများဆုံးနဲ့အန္တရာယ်အရှိဆုံးလုံခြုံရေးအားနည်းချက် OWASP Top 10 အကြောင်းကိုရှင်းပြပေးသွားမှာပါOWASP ဆိုတာ Open Web Application Security Project ကိုပြောတာပါသူတို့ကကမ္ဘာပေါ်ကတကယ့်အန္တရာယ်တွေကိုသေချာလေ့လာပြီး developers တွေတတိထားရမယ့်အချက်10ချက်ကိုအမြဲ update လုပ်ပြီးလေးရှိပါတယ်ကဲလက်ရှိအရေးကြီးဆုံးအချက်10ချက်ကဘာတွေလဲဆိုတာတစ်ချက်ချင်းကြည့်လိုက်ရအောင် Number 1 Broken Access Controlဒါကတော့အသုံးပြုသူတစ်ယောက်ကမိမိနဲ့မဆိုင်တဲ့တခြားသူရဲ့ data တွေဒါမှမဟုတ် admin account တွေကိုခွင့်ပြုချက်မရှိဘဲဝင်ကြည့်လို့ရနေတဲ့ပြဿနာပါဥပမာ URL က ID လေးပြောင်းလိုက်ရုံနဲ့သူများ profile ထဲရောက်သွားတာမျိုးပေါ့ Number 2 Cryptographic failures Password တွေ credit card number တွေကို sensitive ဖြစ်တဲ့ data တွေကိုလုံခြုံအောင် encryption ဒီဝက်ကုတ်မလုပ်ထားလို့အချက်အလက်တွေပေါက်ကြားကုန်တာဖြစ်ပါတယ်Number 3 Injection Hacker က input form ဥပမာ search box ကနေတစ်ဆင့်မကောင်းတဲ့ command တွေ SQL query တွေရိုက်ထည့်ပြီး database ကိုဖျက်ဆီးတာဒါမှမဟုတ်ခိုးယူတာမျိုးပါ Number 4 Insecure design ကုတ်မကြီးရဲ့ application architecture ကိုဆွဲကလေးကလုံခြုံရေးပိုင်းကိုထည့်မစင်စားပဲပေါ်ပေါ်ဆဆပုံစံထုတ်ခဲ့လို့ဖြစ်လာတဲ့အားနည်းချက်တွေပါ Number 5 Security misconfiguration Server တွေ app တွေမှာ default password ဥပမာ admin တိုင်းထားမိတာမျိုးဒါမှမဟုတ်မလိုအပ်တဲ့ error message တွေကိုအပြင်လူမြင်အောင်ပြထားမိတာမျိုးဖြစ်ပါတယ် Number 6 Vulnerable and outdated components ကို web app ထဲမှာသုံးထားတဲ့ open source libraries တွေ framework တွေကအဟောင်းနေဖြစ်နေပြီး security patch မလုပ်ရသေးတဲ့အခါအဲ့ဒီကနေတစ်ဆင့်အဟက်ခံရတာပါNumber 9 Identification and authentication failures Password policy အားနေတာဥပမာ12345ပြီးလို့ရနေတာမျိုး Session fixation ဖြစ်တာဒါမှမဟုတ် multi-factor authentication MFA မရှိလို့အကောင့်တွေအလွယ်တကူအခိုးခံရတာကိုပြောတာပါ Number 10 Software and data integrity failuresဒါကို supply chain attack တွေလို့လည်းခေါ်ပါတယ်ကိုသုံးလိုက်တဲ့ software update ဒါမှမဟုတ် plugin တစ်ခုခုထဲမှာ hacker ကကုတ်အတုတွေညှက်ထည့်လိုက်တာကိုကိုယ့်ဘက်ကစစ်ဆေးမှုမရှိဘဲသုံးမိသွားတာမျိုးပါ Number 9 Security logging and monitoring failures app ထဲမှာဘာတွေဖြစ်ပျက်နေလဲဆိုတာတီးတီးခြားခြားမှတ်မထားတဲ့အတွက်အဟက်ခံရရင်တော့ဘယ်အချိန်ကအဟက်ခံရမှမသိပဲလာနေချီကြသွားတတ်ပါတယ် Number 10 Server Side Request Forgery တို့မဟုတ် SSRF Web app ကနေတစ်ဆင့် hacker က server ကိုအသုံးချပြီးအပြင်ကတခြား internet system တွေတို့မဟုတ်တခြား website တွေကိုခွင့်ပြုချက်မရှိပဲလှမ်းပြီး request လုပ်ခိုင်းတဲ့လုံခြုံရေး hardware ဖြစ်ပါတယ်ကဲဒါတွေကတော့ web developer တိုင်းမဖြစ်မနေသိထားရမယ် OWASP Top 10 လုံခြုံရေးအန္တရာယ်တွေပဲဖြစ်ပါတယ်ဒီအချက်တွေကိုကြိုတင်ကာကွယ်ပြီးကုတ်ရေးမယ်ဆိုရင်ကိုယ့်ရဲ့ web application ကတော်ရုံနဲ့အဟက်မခံရပဲလုံခြုံစိတ်ချရမှာသိချပါမယ်ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမိပါနဲ့ဦးနော်နောက်ဗီဒီယိုတွေမှာဒီအချက်တွေကိုဘယ်လိုကာကွယ်ရမလဲဆိုတာအသေးစိတ်ပြောပြသွားပါဦးမယ်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေဗျာတာတာ